ဟုတ်ကဲ့အမကြီးခင်ဗျာအမကြီးရဲ့အတွင်းပစ္စည်းအကြောင်းလေးသိချင်လို့ခင်ဗျာ ရှင် ဩကျွန်တော်ဆိုလိုတာပိုင်ဆိုင်မှုအကြောင်းကိုပြောတာပါခင်ဗျာ ဩအပေါ်လားအောက်လား ခင်ဗျာ ဩရှင်ကလေအပေါ်ထက်ကပစ္စည်းတွေအကြောင်းလားအောက်ထက်ကပစ္စည်းတွေအကြောင်းလားကျမကပြောတာလေကျမအိမ်ကနှစ်ထပ်ရှင် ဩဟုတ်ကဲ့အဲ့ဒါဆိုရင်အပေါ်မှာဘာရှိလဲဗျ အုံဒီနှလုံး ခင်ဗျာ ဩရှင်ကလေခြံထဲမှာတည်ရအုံဒီနှလုံးအိမ်ပေါ်ထဲမှာထားတယ်လို့ပြောတာပါရှင်ရတယ် ဩဟုတ် အဲ့ဒါကျမအိမ်ကအတွင်းပစ္စည်းပဲ အဲ့ဒါဆိုအောက်ထပ်မှာဘာရှိလဲဗျ အပုံကြီး ခင်ဗျာအပေါ်မှာအုံးကြီးနှလုံးအောက်မှာအာပုံကြီးဆိုတော့အမကြီးရဲ့အတွင်းပစ္စည်းကတော်တော်တန်ဖိုးကြီးမှာနော် ဒါပေါ့ကျမကလည်းရှိရလေထုတ်ကြွားတာပေါ့ရှင်ရဲ့ ဩအဲ့ဒါဆိုရင်လေဟိုအမကြီးရဲ့အပေါ်ကအုံးကြီးနှလုံးနဲ့အောက်ကအာပုံကြီးကိုကျွန်တော်ကိုကျွေးလို့ရမှာခင်ဗျာ ဟင်ညေအိုးလေး